ဒီနေ့ပြောပြမယ်ပုံမြင်လေးကတော့ဝင်းကဘာဆိုတဲ့ပုံမြင်လေးပါရန်ကုန်မြို့ရဲ့သူဝနလမ်းမကြီးဟာညရဲ့အလင်းရောင်အောက်မှာတောက်ပစွာနဲ့ထွန်းလင်းနေတယ်ဒါပေမဲ့အဲ့အလင်းရောင်ရဲ့နောက်ကွယ်မှာလူသူအသွားလာနေပါတဲ့လမ်းကြားလေးတစ်ခုရှိတယ်အဲ့ဒီလမ်းကြားလေးရဲ့အဆုံးမှာထူးဆန်းတဲ့တကားကြီးတစ်ခုလည်းတည်ရှိနေတယ်တကားပေါ်မှာအတိတ်ပဲမသိတဲ့တင်ကေတများထွန်းထူထားပြီးတကားရဲ့ဘေးမှာအသက်30ကျော်အရွယ်အမျိုးသားတဦးစိတ်လှုပ်ရှားစွာစောင့်ဆိုင်နေတယ်။သူ့ရဲ့လက်ထဲမှာတောက်ပတဲ့ကြောက်မြတ်တစ်လုံးကိုတင်းတင်းဆုပ်ကင်ထားတယ်။အချိန်ကျပြီလားရဲဘော်။အသက်40ကျော်အရွယ်ခက်မှန်မှာပုံစံအမျိုးသားတဦးသူ့နာမည်ကဇေယျာကမေးလိုက်တယ်။ဟုတ်ကဲ့ဆရာအချိန်တက်မှပြီ။စောင့်ဆိုင်နေတဲ့အမျိုးသားကပြန်ဖြေလိုက်တယ်။အဲ့ခါမှာဇေယျာကခေါင်းငိတ်ကတကားကိုဖွင့်လိုက်တယ်။တကားပွင့်သွားတာနဲ့တပြိုင်နက်တောက်ပတဲ့အလင်းရောင်တစ်ခုဟာလမ်းကြားလေးတစ်ခုလုံးကိုလွှမ်းခြုံသွားပြီးတကားကြီးဟာလည်းပျောက်ကွယ်သွားတယ်။တကားကိုဖြတ်ကျော်ဝင်ရောက်သွားတာနဲ့ဇေယျာဟာတောက်ပသောအလင်းရောင်များပြည့်နှက်နေတဲ့ခမ်းမကြီးတစ်ခုတည်းကိုရောက်ရှိသွားတယ်။ခမ်းမကြီးထဲမှာဆိုရင်ခင်မီဝတ်စုံများဝတ်ဆင်ထားတဲ့လူအများပြားလည်းရှိနေတယ်။သူတို့ရဲ့မျက်နှာတွေမှာတည်ငြိမ်မှုနဲ့စိတ်ရုပ်ဆန်တဲ့အမူအရာတွေပြည့်နှက်နေတယ်။အဲ့တဲ့ကိုကြိုဆိုပါတယ်။တူညီသောမျက်နှာမူအရာများနဲ့လူတစုကလာရောက်ကြိုဆိုတယ်။ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကတွေ့ဆုံမှုစောင့်မျှော်နေပါတယ်။ဇေယျာသည်ခေါင်းငင်ကသူတို့နောက်သို့လိုက်ပါသွားသည်။ခမ်းမကြီးရဲ့အဆုံးမှာကြီးမားတဲ့တကားတစ်ခုရှိပြီးအဲ့ဒီတကားကိုဖျက်ကျော်သွားတဲ့အခါမှာအခြားခမ်းမတစ်ခုကိုရောက်ရှိသွားတယ်။ခမ်းမတစ်ခုပြီးတစ်ခုဖြတ်တန်းသွားတိုင်းခင်မီနီးပညာများနဲ့ပြည့်နှက်နေတဲ့အရာများကိုတွေ့ရတယ်။နောက်ဆုံးတွင်ဇေယျာသည်ကြီးမားသောခမ်းမတစ်ခုကိုရောက်ရှိသွားသည်။ခမ်းမကြီးအလယ်တွင်ခမ်းနားထေဝါသောထိုင်ကုန်တစ်ခုရှိပြီးထိုထိုင်ကုန်ပေါ်တွင်အသက်50ကျော်အရွယ်အမျိုးသားတဦးထိုင်နေသည်။သူ့နာမည်ကဝိဇ္ဇာသူ၏မျက်နှာပေါ်တွင်နှွေးထွေးသောအပြုံးတစ်ခုရှိနေသည်ဧည့်သည်ကိုကြိုဆိုပါတယ်ဝိဇ္ဇာကတည်ငြိမ်သောအတန်နဲ့ပြောလိုက်တယ်ကျွန်တော်တို့ရဲ့လှုပ်ဝက်ချက်ကိုသိသွားတာအတွက်စိတ်မပူပါနဲ့ကျွန်တော်တို့ကတင့်ကိုအန္တရာယ်ပြုမှာမဟုတ်ပါဘူးဘာကြောင့်လဲဇေယျာကမေးလိုက်တယ်ခင်ဗျားကကျွန်တော်တို့ရဲ့လမ်းညွှန်ဖြစ်လာနိုင်တယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ခေါင်းဆောင်ဆိုတဲ့ဝိဇ္ဇာကပြန်ဖြေလိုက်တယ်လမ်းညွှန်ဘာလို့လမ်းညွှန်ရမှာလဲခေါင်းဆောင်ကပြုံးလိုက်ပြီးအဲ့ဒါကိုခမည်းသိလာမှာပါဟုပြန်ပြောလိုက်တယ်ခေါင်းဆောင်သည်ဇေယျကိုဝင်းကဘာရဲ့လှုပ်ဝက်ချက်များကိုပြောပြသည်ဝင်းကဘာသည်အခြားကဘာတစ်ခုဖြစ်ပြီးခင်မီနီးပညာများအလွန်တိုးတက်နေသည်သို့သောဝင်းကဘာမှလူများသည်ငွေကြေးလောဘနဲ့တဏှာတို့ရဲ့လွှမ်းမိုးမှုအောက်မှာရှိနေတယ်ဒါကြောင့်ခေါင်းဆောင်နဲ့သူ့ရဲ့အဖွဲ့ဝင်များဟာလူသားများရဲ့စိတ်ဓာတ်ကိုပြောင်းလဲရန်ကြိုးပမ်းနေကြသည်ခင်ဗျားကကျွန်တော်တို့ကိုကူညီနိုင်တယ်လို့ကျွန်တော်တို့ယုံကြည်တယ်ခေါင်းဆောင်ကပြောလိုက်သည်ခင်ဗျားကလူသားတွေရဲ့စိတ်ဓာတ်ကိုပြောင်းလဲဖို့လမ်းညွှန်ပေးနိုင်တယ်ဇေယျာဆိုတဲ့အမျိုးသားသည်ခေါင်းငိမ်ကခေါင်းဆောင်နဲ့ပူးပေါင်းရန်ဆုံးဖြတ်လိုက်သည်ဇေယျာသည်ဝင်းကဘာတွင်နေထိုင်ကခေါင်းဆောင်နဲ့အတူလူသားများရဲ့စိတ်ဓာတ်ကိုပြောင်းလဲရန်ကြိုးပမ်းသည်သူတို့သည်နီးပညာများပညာရေးနဲ့လူမှုရေးအစီအစဉ်များနဲ့လူသားများရဲ့အတွေးခေါ်များကိုပြောင်းလဲရန်ကြိုးစားကြတယ်အချိန်ကြာလာတာနဲ့အမျှဝင်းကဘာမှလူများသည်တဖြည်းဖြည်းပြောင်းလဲလာကြသည်သူတို့သည်ငွေကြေးလောဘနှင့်တဏှာတို့၏လွှမ်းမိုးမှုမှလွတ်မြောက်လာကြပြီးစာနာမှုတနာကျင်နာမှုနှင့်အတူတကွပူးပေါင်းဆောင်ရွက်မှုများကိုတန်ဖိုးထားလာကြသည်နှစ်ပေါင်းများစွာကြိုးပမ်းအားထုတ်မှုအပြီးမှာဇေယျာသည်သူ၏လုပ်ငန်းတာဝန်များပြီးဆုံးမည်ဟုခံစားလိုက်ရသည်သူသည်ဝင်းကဘာမှထွက်ခွာကသူ၏ကဘာသို့ပြန်လည်ရောက်ရှိရန်ဆုံးဖြတ်လိုက်သည်ခေါင်းဆောင်နှင့်ဝင်းကဘာမှလူများသည်သူ့ကိုဝမ်းနည်းစွာနှုတ်ဆက်ကြသည်ဇေယျာသည်တကားကိုဖျက်ကျော်ကသူ၏ကဘာသို့ပြန်လည်ရောက်ရှိသွားသည်ဇေယျာသည်ရန်ကုန်မြို့၏လမ်းကြားလေးထဲသို့ပြန်လည်ရောက်ရှိသွားသည်
သူသည်ဝင်ကဘာတွေတွေ့ကြုံခဲ့ရသောအရာများကိုပြန်လည်တွေးတောရင်းသူ၏ကဘာကိုလည်းပြန်လည်ပြောင်းလဲရန်ဆုံးဖြတ်လိုက်သည်သူသည်ပညာရေးလူမှုရေးနှင့်နည်းပညာများကိုအသုံးပြုကာလူသားများ၏အတွေးခေါ်များကိုပြောင်းလဲရန်ကြိုးစားသည်အချိန်ကြာလာတာနှင့်အမျှသူ၏ကြိုးပမ်းမှုများလည်းအောင်မြင်လာသည်ဇေယျသည်သူ၏ကြိုးပမ်းမှုများနှင့်ကဘာကြီးကိုပြောင်းလဲနိုင်ခဲ့သည်သူသည်ဝင်ကဘာမှရရှိခဲ့သောအတွေ့အကြုံများကိုအသုံးပြုကာလူသားများ၏စိတ်ဓာတ်ကိုပြောင်းလဲရန်ကြိုးပမ်းခဲ့သည်သူ၏ကြိုးပမ်းမှုများသည်အောင်မြင်ခဲ့ပြီးကဘာကြီးသည်လည်းပုံမကောင်းမွန်သောနေရာတစ်ခုဖြစ်လာခဲ့သည်